စစ်စင်ရေးကာလ3နှစ်ကျော်ကာလအတွင်းမှာအခက်အခဲအကျပ်တဲများစွာကိုဇွဲလုံးလရှိနဲ့တာဝန်ချေပြောင်ထမ်းဆောင်ခဲ့ကြတဲ့အတွက်တို့အရာရှိစစ်တီများကိုတတ်မှတ်မှုအနေနဲ့အတိအမှတ်ပြုဂုဏ်ပြုကြောင်းဥစွာပဏာမပြောကြားလို့ရဲဘော်တို့တတ်မှတ်ဌာနချုပ်ကိုမြမတပ်မတော်မှာရှိတဲ့တပ်မများနဲ့နေပြီးတော့မှပထမဦးဆုံးတပ်မဖြစ်1966ခုနှစ်ဇွန်လ6ရက်နေ့မှာမော်ဘီမြို့မှာစတင်ဖွဲ့စည်းခဲ့တယ်အမတ်ကဖ9ကကြီးမြင်းဆောင်66ရရာရှိစစ်တီ160ဦးနဲ့စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးတော့မှ1985ခုနှစ်မှာမေလမှာမော်ဘီမြို့မှာပဲခူးမြို့သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာဖြစ်တယ်ဒုတမဌာနချုပ်အနေနဲ့နိုင်ငံတော်နဲ့တပ်မတော်ရဲ့ဂုဏ်ကိုထုံးပြောင်စေခဲ့တဲ့သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပဲခူးရိုးမဒေသဘကပဘိုးဌာနချုပ်စခန်းသိမ်းတိုက်ပွဲတွေဘကပဘိုးကော်မတီဝင်ဗိုလ်စေရကိုအသေးဖမ်းဆီးရမိခဲ့တဲ့တိုက်ပွဲတွေသမိုင်းဝင်ကွန်လုံရက်40တိုက်ပွဲတွေသခင်စင်သခင်ချစ်စတာတွေကိုအရှင်ဖမ်းမိခဲ့တဲ့တိုက်ပွဲတွေ.634တိုက်ပွဲမော်ဖဒေသတိုက်ပွဲတွေအပြင်ပဲခူးရိုးမမြစ်ဝကျွန်းပေါ်ဒေသနဲ့ရှမ်းပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်စစ်စင်ရေးတွေမှာလည်းတိုက်ပွဲပေါင်းများစွာကိုအောင်မြင်စွာဆင်နွှဲနိုင်ခဲ့ကြောင်းပြောကြားလို့ဆင်နွှဲခဲ့တဲ့တိုက်ပွဲတွေမှာရန်သူကိုကြီးကြီးမားမားရှုံးတွေကိုဖြစ်ပေါ်စေခဲ့တဲ့သမိုင်းကုံရောင်ထုံးပြောင်စေခဲ့တဲ့အောင်မြင်မှုမကြောက်တွေကြောင့်စစ်စင်ရေးတွေမှာစမ်းစွမ်းတမန်တိုက်ပွဲဝင်ခဲ့တဲ့ရာရှိစစ်တီတွေထဲကနေပြီးတော့မှတီဟာသူရဘွဲ့8ဦးသူရဘွဲ့45ဦးတီဟာဗလာဘွဲ့2ဦးတရေကောင်မတ်တဝင်292ဦးတမတော်ကာကွယ်ဦးစီးချုပ်ရဲ့သူရဲကောင်းလက်မှတ်ရရှိခဲ့သူ46ဦးဂုံထူးဆောင်လက်မှတ်48ဦးဇေယျကျော်တင်ပွဲရရှိခဲ့သူ2ဦးပြည်သူသားကောင်း10ဦးစုစုပေါင်းဂုံထူးဆောင်ဘွဲတစိတ်ရရှိခဲ့သူ452ဦးရှိကြောင်းပြောကြားလို့ဒါပြင်2019ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေမှမေလ17ရက်နေ့တွင်ပုံကြားရှင်ခေါင်းဆောင်တဲ့ MNDAA ကိုကန့်တောင်းကျမ်းသူများနဲ့ဖြစ်ခဲ့တဲ့မာလူရွှေရှင်းထန်.1.05စစ်စင်ရေးဒေသတိုက်ပွဲတွေမှာလည်းတို့ရရှိစစ်တီတွေရဲ့စွမ်းစွမ်းတမန်တိုက်ပွဲဝင်ခဲ့မှုကြောင့်သူရဲကောင်းမတ်တန်ဝင်တစ်စိတ်ရရှိသူ6ဦးကာကွယ်ရေးဦးစီးချုပ်ရဲ့သူရဲကောင်းလက်မှတ်ရရှိသူ6ဦးကာကွယ်ရေးဦးစီးချုပ်ရဲ့ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ34ဦးစုစုပေါင်း46ဦးရရှိခဲ့တဲ့အပြင်စစ်စင်ရေးထူးဖွဲ့မှုရဲ့ချီးကျူးဂုဏ်ပြုမှုနဲ့ရှင်းမြောက်တိုင်းစစ်တပ်နာချုပ်တိုင်းမှုရဲ့ချီးကျူးဂုဏ်ပြုမှတ်တမ်းတွေလည်းရရှိခဲ့တာဖြစ်တယ်လို့ပြောကြားလို့2020ပြည့်နှစ်အနောက်မြောက်တိုင်းစစ်တပ်နာချုပ်နယ်မြေအတွင်းမှာအောင်ရနိုင်စစ်စင်ရေး2020ခုနှစ်အောက်တိုဘာ26ရက်နေ့ကနေပြီးတော့မှ2022ခုနှစ်ဇွန်လ21ရက်နေ့ထိရှင်းမြောက်တိုင်းစစ်တပ်နာချုပ်နယ်မြေအတွင်းမှာဒီငိမ့်ချမ်းစစ်စင်ရေး2022ခုနှစ်စက်တင်ဘာလ3ရက်နေ့ကနေပြီးတော့မှ2023ခုနှစ်ဇန်နဝါရီလ26ရက်နေ့ထိအနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာအောင်ရနိုင်စစ်စင်ရေးတို့ကိုတာဝန်ထမ်းဆောင်ခဲ့ပြီးတော့မှစစ်စင်ရေးတာဝန်ထမ်းဆောင်တဲ့ကာလအတွင်းထိတွေ့တိုက်ပွဲဖြစ်ပေါ်မှု80ကြိမ်စခန်းသိမ်းတိုက်ပွဲ26ကြိမ်ရန်သူအလောင်း10လောက်လက်နက်မျိုးစု17လက်လက်နက်ခဲယမ်းဆက်ဆက်ပစ္စည်းများစွာကိုသိသိရမိခဲ့တာဖြစ်တယ်စစ်စင်ရေးတာဝန်ထမ်းဆောင်တဲ့ကာလအတွင်းမှာကာကွယ်ဦးစီးချုပ်ရဲ့သူရဲကောင်းမတ်တမ်းဝင်တစ်စိတ်ရရှိသူ2ဦးကာကွယ်ရေးဦးစီးချုပ်ရဲ့သူရဲကောင်းလက်မှတ်ရရှိသူ2ဦးကာကွယ်ရေးဦးစီးချုပ်ရဲ့ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ3ဦးစုစုပေါင်း5ဦးရှိကြောင်းပြောလိုတယ်နောက်မြောက်တိုင်းစစ်တပ်နာချုပ်နယ်မြေအတွင်းမှာရှိတဲ့ဖလန်းကလေးဗမော်စတဲ့စစ်စင်ရေးဒေသတွေမှာလည်းအောင်တီဟာစစ်စင်ရေးအမည်နဲ့2023ခုနှစ်မတ်လ10ရက်နေ့ကနေစပြီးတော့မှ2026ခုနှစ်ဩဂုတ်လ19ရက်နေ့အထိ3နှစ်5လကျော်ကြာတိုက်ပွဲတွေမှာကာလအတွင်းမှာလည်းတိုက်ပွဲဖြစ်ပွားမှုစခန်းသိမ်းတိုက်ပွဲများပေါ်ဆောင်နိုင်မှုအခြားပေါ်ထုတ်ရှင်းလင်းနိုင်မှုများကိုဆောင်ရွက်ခဲ့ကြပြီးတော့မှသူရပွဲရရှိတဲ့သူ2ဦးသူရဲကောင်းလက်မှတ်ရရှိသူ2ဦးကာကွယ်ဦးစီးချုပ်ရဲ့ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ28ဦးတမတော်ကာကွယ်ဦးစီးချုပ်ရဲ့ချီးကျူးဂုဏ်ပြုရရှိသူ6ဦးအမတ်1စစ်စင်ရေးအထူးဖွဲ့မှုရဲ့ချီးကျူးဂုဏ်ပြုရရှိသူ23ဦးနဲ့တိုင်းမှုချီးကျူးဂုဏ်ရရှိသူ38ဦးတမမှုချီးကျူးဂုဏ်ပြုရရှိသူ52ဦးစုစုပေါင်း150ဦးရရှိခဲ့တဲ့အပြင်သူရဲကောင်းလက်မှတ်73ဦးကာကွယ်ဦးစီးချုပ်ရဲ့ဂုဏ်ထူးဆောင်လက်မှတ်3ဦးစုစုပေါင်း16ဦးဒါတင်ပြထားစေဖြစ်တယ်ခြေတန်းစစ်စင်ရေးကနေပြန်လည်ဝင်ရောက်ပြီးတဲ့အချိန်ကာလတွေမှာမိမိတို့ရဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့တိုက်ပွဲဖြစ်စဉ်တွေအခက်အခဲတွေကိုသင်ခန်းစာရယူပြီးတော့မှအမှားပြင်ဆင်နိုင်ဖို့အတွက်တိုက်ပွဲလေးတာသုံးသပ်ချက်များဆောင်ရွက်တာတွေစစ်
စစ်မြေပြင်ကျွမ်းကျင်မှုနဲ့လက်နက်ဆိုင်ရာကျွမ်းကျင်မှုတို့အခြေခံစစ်ပညာသင်တန်းတွေလက်နက်ငယ်မိုးမှန်သင်တန်းဖွင့်လှစ်တာတွေရှင်းလင်းခုပြည့်လက်နက်ကြီးသင်တန်းများဖွင့်လှစ်တာတွေဝါစာဆက်သွယ်ရေးဆိုင်ရာမိုးမှန်သင်တန်းဖွင့်လှစ်တာတွေစတဲ့စစ်ကဏ္ဍနဲ့ပတ်သက်တဲ့သင်တန်းများကိုလိုအပ်တဲ့သင်တန်းတွေကိုအသီးသီးဖွင့်လှစ်ပြန်လည်လေ့ကျင့်ဆောင်ရွက်သားကြဖို့မှာကြားလို့ဒီကုန်းချုပ်အနေနဲ့မှာကြားလို့တာကတော့စစ်စင်ရေးတာဝန်ထမ်းဆောင်ပြီးတဲ့အချိန်နောက်တန်းဌာနချုပ်ကိုပြန်လည်စုဖွဲ့ဝင်ရောက်တဲ့အချိန်တွေမှာလည်းစီကစနစ်ကြရှိစွာနဲ့စစ်တီကောင်းတူးတည်တာစွာနေတိုင်းရှင်းညံကြပါပြန်လည်လေ့ကျင့်သင်ယူရမယ့်ကိစ္စရပ်တွေကိုသင်ယူလေ့ကျင့်ပါမိမိရဲ့တက်ရဲ့ကောင်းရာကောင်းကျိုးအတွက်တစ်ဖက်တစ်လမ်းကနေပြီးတော့မှရှင်းပြအောင်ဆောင်ရွက်ပါတမတော်သားဘဝကိုခင်မင်မျက်နှာတွေ့တာပြီးတော့မှနိုင်ငံတော်ရဲ့အကျိုးတမတော်ရဲ့အကျိုးကိုအမြဲတမ်းတောင်းဝန်ရှင်းပြအောင်ထမ်းဆောင်သွားကြပါသစ္စာလေးချက်ကိုအမြဲဥထိပ်ပန်ဆင်ပြီးတော့မှတို့တောင်းဝန်အရေးသုံးပါးကိုကာကွယ်ဆောက်ရှောက်သွားကြပါလို့မှာကြားရင်ဒီကုန်းချုပ်တယ်